Do you wanna try this? No, I don't like it. Do you like mangosteen? No, I don't like it. တခုခုဆိုရင်ငါမကြိုက်ဘူးလို့ပြောတဲ့ခါကျရင် I don't like it. I don't like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  နဲ့ပဲအမြဲတမ်းပြောနေတော့မှာလား I don't like အပြင်တခြားပြောလို့ရတဲ့ phrase လေးတွေရှိသေးတယ်အဲ့ဒါကိုပြမယ်အမြဲတမ်းပဲ I don't like I don't like it ဆိုပြီးတော့ပဲပြောမနေနဲ့အသစ်ကလေးတွေလည်းဆမ်းပြီးတော့ပြောကြည့်ပါနော်ပထမဆုံးတစ်ခုကကြတော့ It's not my thing It's not my thing အဲ့ဒါကငါပစ္စည်းမဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးเนาะ It's not my thing ကိုဓာတ်ရိုက်ဘာသာပြန်ရင်ငါပစ္စည်းမဟုတ်ဘူးလို့ပြောတာ ਨੇ တူတယ်ဒါပေမဲ့သူ့ရဲ့အဓိပ္ပာယ်က It's not my thing ဆိုတာအဲ့ဒါကငါဟာမဟုတ်ဘူးငါအဲ့ဒါကိုမကြိုက်ဘူးဆိုတဲ့သဘောကိုပြောတာ I don't like it နဲ့အတူတူပဲ It's not my thing လို့စမ်းပြမှာပြောကြည့်လိုက် I'm not really into it I'm not really into it ဆိုတာငါအဲ့ဒါကိုဆွဆွဲလန်းလန်းမဖြစ်ဘူးပေါ့နော်ငါအဲ့ဒါကိုမကြိုက်ဘူးလို့ပြောတာ I don't like it နဲ့အတူတူပဲ into you လို့ into it ဆိုတာကိုကတခုခုကိုဆွဆွဲလန်းလန်းကြိုက်နေတယ်ကိုပြောတာဥပမာကွယ်ကောင်မလေးတယောက်ကိုကွာလုံးဝစိတ်ဝင်စားတယ်အဲ့လိုမျိုးစိတ်ဝင်စားတယ်ဆိုလို့ရှိရင် I'm so into you ငါနဲ့ကိုအရန်စိတ်ဝင်စားတယ် I'm so into her ငါသူ့ကိုအရန်စိတ်ဝင်စားတယ်အဲ့လိုလေးပြောလို့ရတယ်ဆိုတော့ into လေးကိုပြောချင်တာเนาะဆိုတော့ဒါမဲ့ငါမကြိုက်ဘူးလို့ပြောချင်တာဆိုလို့ရှိရင်เนาะဒီတစ်ခုကိုငါတော့မကြိုက်ဘူးဆိုရင် I'm not really into it အဲ့လိုလေးစမ်းပြမပြကြည့်လိုက်ပါအသစ်ကလေးပေါ့နော် I'm not crazy about it I'm not crazy about it ဆိုတာတခုခုကိုရိုးရိုးတွတ်တွတ်မကြိုက်ဘူးလို့ပြောတာ crazy ဖြစ်တယ်ဆိုတာကြတော့ရိုးရိုးတွတ်တွတ်ကြိုက်နေတာ not ထည့်လိုက်တော့ not crazy လို့ပြောလိုက်တော့ရိုးရိုးတွတ်တွတ်မကြိုက်ဘူးဆိုတဲ့သဘော I'm not crazy about it ငါအဲ့ဒါတော့ crazy မဖြစ်ဘူးအဲ့ဒါငါသဘောမကျဘူးပေါ့နော်အဲ့လိုလေးပြောတာပါI'm not a big fan I'm not a big fan ငါကပန်ကအကြီးကြီးအဲ့လိုပြောတာမဟုတ်ပါဘူးဒီမှာသုံးတဲ့ fan ဆိုတာပန်ကာကိုပြောတာမဟုတ်ဥပမာကိုရီးယားမင်းသမီးဘသူကကိုယ့်ရဲ့ fan ပါဆိုပြီးသုံးတယ်ဟုတ် fan ကိုယ့်ရဲ့ fan ကိုကတော့ဘသူရဲ့ fan အဲ့လိုလေးသုံးတယ်အဲ့ဒီ fan ကိုပြောချင်တာ I'm not a big fan ဆိုတော့ငါက fan အကြီးစားမဟုတ်ဘူးဆိုတော့ငါအဲ့ဒါကိုမကြိုက်ဘူးဆိုတဲ့သဘောပါပဲနောက်တစ်ခုကတော့ရှင်းပါတယ် It's not for me အဲ့ဒါငါအတွက်မဟုတ်ဘူး It's not for me အဲ့ဒါငါအတွက်မဟုတ်ဘူးဆိုလိုတာကကိုကအဲ့ဒါကိုသဘောမကျဘူးလို့ပြောချင်တာ It's not for me အဲ့ဒါကငါအတွက်မဟုတ်ဘူးငါသဘောမကျဘူးနောက်ဆုံးတစ်ခု It's not my cup of tea It's not my cup of tea အဲ့ဒါကငါရဲ့လက်ဖက်ရည်ခွဲမဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးအဲ့ဒါငါရဲ့လက်ဖက်ရည်ခွဲမဟုတ်ဘူးလို့ပြောမှာမဟုတ်ဘူးเนาะအဓိပ္ပာယ်ကကြတော့ It's not my cup of tea ဆိုတာအဲ့ဒါကငါဟာမဟုတ်ဘူးငါသဘောကျတဲ့အရာမဟုတ်ဘူးဆိုပြီးတော့မှညင်းတာဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးတခြား I don't like it ကိုပဲတခြားပုံစံလေးတွေပြောလို့ရသေးတာကိုဆိုလိုချင်တာအဲ့တော့အမြဲတမ်းပဲ I don't like it I don't like it ပဲမပြောဘဲနဲ့ဒီလိုမျိုး phrase အသစ်ကလေးတွေနဲ့စမ်းပြီးတော့မှပြောကြည့်ပါအဲ့ဒါဆိုလို့ရှိရင်ကိုကတခုတည်းသိတာမဟုတ်ဘဲနဲ့phrase အများကြီးကိုသိရဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်ကိုလည်းပို့ပြီးတော့မှ improve ဖြစ်တဲ့အသစ်ကလေးသိရတာပေါ့နော်အစားကနေပြန်ပြောပြမယ် I don't like it ရဲ့အဓိပ္ပာယ်က It's not my thing တခုပြောလို့ရတယ်နောက်တစ်ခုက I'm not really into it နှစ်မျိုးရှိပြီနောက်တစ်ခုက I'm not crazy about it ငါအဲ့ဒါကိုမကြိုက်ဘူးလို့ပြောတာI'm not a big fan I'm not a big fan It's not for me ငါတို့မဟုတ်ဘူးငါသဘောမကျဘူး It's not my cup of tea အဲ့ဒါကငါသဘောမကျတဲ့အရာလို့ပြောချင်တာဖြစ်ပါတယ်ပိုကောင်းတဲ့ဗီဒီယိုတွေနဲ့တွေ့ကြမယ်ရွှေ education page ကို follow လုပ်ထားပေးပါဒီဗီဒီယိုကိုလည်း like နဲ့ share လုပ်ထားပေးပါအောင်เนาะနောက်ဗီဒီယိုလေးမှာပြန်ဆောင်ဖို့အတွက် comment မှာ HWE ရွှေဆိုပြီးမှမှန်ခဲ့ပေးပါအောင် bye 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 bye